နက်ခင်းမိုးတောက်ရန်အလင်းရောက်တည်နေကျွန်ုပ်တို့ကြုံတိုင်းရွာကလေးကကြက်တွန်တန်ဂျေးစီထူတန်ပရိတ်တရားရွတ်ဆိုတန်အမြပေးဝေတန်တို့နှင့်အစင်ထာဝရစီကားနေတက်ချေ၏ယခုမူထိုးတော့မဟုတ်တော့ချေနနက်ခင်းမိုးလင်း၍နေရောင်ကြီးနုနုလေးများစတင်ပေါ်လာသည်နှင့်ပထမဆုံးကြားရသည့်အတန်ကတော့မစီကိုပြန်ပွဲနေအောင်ဆိုနေပါသည်ဆိုင်ကဓမ္မများတာဒီအမေကမပြီးချိုးပဲခိုင်းလိုက်လို့ဗျခရဘယ်ကလာလဲမမက်ခင်လေးရှူပြီးပြန်လာတာပါဆိုင်ကတီထွင်တဲ့လူလည်းရင်အုပ်ချင်လိုက်တာနော်လူကလေးမောင်မင်းကျွန်တော်လမ်းလျှောက်အောင်မှပြင်းလို့တီထွင်ခဲ့ပြီးတော့အများကြီးတောင်းပန်ပါတယ်နော်ဘုရားရဲ့အမှုအတက်ကကျွန်တော်တို့တောချိုအောင်ကြောရွာကလေးတို့95မြန်စွာဖြင့်ရောက်ရှိလာခဲ့ချေတော့တယ်စပိုင်းကိုဝေးကြမျိုးရင်တောက်ခွဲတာနဲ့ရုပ်ခက်ခက်လာတာတော့လက်ထွန်းတွားနဲ့ဆိုင်ကကောက်တိုင်းတဲ့လေဆိုင်ကဟိုနားဒီနာတွားလိုက်ဆိုင်ကတရားနဲ့တရားကူးတန်းရောက်ရည်နဲ့ဆိုင်ကဒီလူတွေလည်းမလျှောက်တတ်သေးရဲ့လားဟာလူမျိုးအပြိုလှဲ့လဲဆိုင်ကနဲ့သူဆွဲဝင်လိုက်တာနဲ့ကိုယ့်ရဲ့ရင်ခုန်တန်ကဆိုင်ကအင်ဂျင်တန်ကိုတောင်ဖုံးသွားတာပါဆိုင်ကမျက်စိနောက်လောက်အောင်ပဲအသုံးဝင်လာချေ၏တစ်ချင်းတော့ကြောင်းဆိုရတော့မယ်ဖြို့လဲလန်းကြောင်းတစ်လျှောက်ဖုံလုံးကြီးတွေမဟုတ်တော့ဘူးရွာလန်းတစ်လျှောက်ဆိုင်ကဖုံလုံးတွေကြီးဖြစ်နေပြီထင်တာပဲပုံစံအတန်ကောင်းပုံမှမဟုတ်တာဆိုင်ကစီးရဲ့သူကရွာနဲ့မျက်နှာပန်လာ၏တီဗီပေါ်ဆက်အောက်ဆက်အတိဆက်ဆက်လောက်တာစီးရှိတဲ့ဆိုင်ကကိုရွာမလူတော်တော်များများကဝယ်စည်းနိုင်ကြ၏ကောက်ဆိုင်တွားတော့လာယူတို့လိုလေတူမများပင်ဆိုင်ကနဲ့ဖြစ်နေချေပြီဘေးကူမဘေးကူဝေးတိုင်းမိရင်ကြံတိုင်းရွာမှာတော့တိုက်တဲ့သူကအမှန်နော်တိုက်ခင်ရတဲ့သူကအမှထို့တို့လူတွင်ကျလုံနေတဲ့ဆိုင်ကတွေကိုကြည့်ပြီးကျွန်တော်ကအမြင်ကက်လုံးလားချေ၏ငါ့ကိုဒါတိုက်ကြည့်ဆိုင်ကရဲ့ပစားစီအရေးခွန်ခွာဖြစ်မယ်ကျွန်တော်ကဒါဆိုင်ကတွေကိုမြင်ပြီးကက်နေတော့လေဆိုင်ကမြင်နေအတန်ငန်းတဘောကျနေတဲ့သူကဘိုက်ကလေးပင်ဟာစီးကတဲကြည့်ကောင်းလာချင်လားဆရာတို့ရဲ့ဆရာတို့နဲ့မမမျိုးဆိုင်ရတော့ကိုမပူရိုင်းဘယ်တော့ပူရမှာလဲပြောပါဦးဒီမှာဘိုက်ကလေးဆိုင်ရဝယ်ပြီးကိုနေတတ်တာမနက် breakfast နဲ့ညပြန်အောင်မပြောက်ဖန်ပြီးနေရတာမင်းအပြေပဲလी